မျိုးကလူဖီကိုလုံးဝမဖြစ်နိုင်တဲ့အကြောင်းတညီတညွတ်ထဲလက်ခံလိုက်ကြပါတယ်။အဲ့အချိန်မှာဘရိုဘော့ဘီလီယံအဖွဲ့သားတွေရဲ့တင်မောပေါင်းများစွာတန်းစီလိုက်လာတာကိုမြင်လိုက်ရတဲ့အတွက် Ace ကသူရှင်းလိုက်မယ်လို့ပြောပြီးမိတော့အတီးရဲ့အစွမ်းထဲမှာမောင်းနေလို့ရတဲ့သူ့ရဲ့ကိုယ်ပိုင်လှေလေးပေါ်ကိုတက်သွားတာကြောင့် YP ရဲ့ပင်လယ်ဓမြအဖွဲ့ရဲ့ဒုတက်ခွဲမှုဘလောက်ကျန်းလဲဆိုတာမြင်ကြရတော့မှာဖြစ်ပါတယ်။ Ace ကတင်မောရဲ့စန့်ကျင်ဘက်ကိုလှလှပပကြီးခုန်ကျော်သွားတဲ့အပြင်မီလက်တီတစ်လုံးနဲ့ချက်ချင်းရန်လူတင်မော5စီးလုံးကိုဖောက်ခွဲပစ်လိုက်တာထင်းထင်းရှားရှားမျိုးကလူဖီကိုလုံးဝမဖြစ်နိုင်တဲ့အကြောင်းတညီတညွတ်ထဲလက်ခံလိုက်ကြပါတယ်။အဲ့အချိန်မှာဘရိုဘော့ဘီလီယံအဖွဲ့သားတွေရဲ့တင်မောပေါင်းများစွာတန်းစီလိုက်လာတာကိုမြင်လိုက်ရတဲ့အတွက် Ace ကသူရှင်းလိုက်မယ်လို့ပြောပြီးမိတော့အတီးရဲ့အစွမ်းထဲမှာမောင်းနေလို့ရတဲ့သူ့ရဲ့ကိုယ်ပိုင်လှေလေးပေါ်ကိုတက်သွားတာကြောင့် YP ရဲ့ပင်လယ်ဓမြအဖွဲ့ရဲ့ဒုတက်ခွဲမှုဘလောက်ကျန်းလဲဆိုတာမြင်ကြရတော့မှာဖြစ်ပါတယ်။ Ace ကတင်မောရဲ့စန့်ကျင်ဘက်ကိုလှလှပပကြီးခုန်ကျော်သွားတဲ့အပြင်မီလက်တီတစ်လုံးနဲ့ချက်ချင်းရန်လူတင်မော5စီးလုံးကိုဖောက်ခွဲပစ်လိုက်တာထင်းထင်းရှားရှားYeah.